မကြသေးခင်ကသေဆုံးခဲ့တဲ့ဒုတိယသမ္မတဦးမြင့်ဆွေရဲ့အမည်ပေါက်မန္တလေးမြို့ကမြေကွက်ကိုသမက်ဖြစ်သူတာယာမြင့်ဆွေနဲ့အပေါင်းအပါတွေကရောင်းစားခဲ့တာကြောင့်ဖြည့်ရှင်းပေးရန်အတွက်ဦးမြင့်ဆွေရဲ့ဇနီးဖြစ်သူဒေါ်ခင်သက်ထေးကသတင်းစာကနေကြေညာထားတာတွေ့ရပါတယ်။မဟာအောင်မြေမြို့နယ်ကပေ60ပေ80ခန့်ရှိတဲ့မြေကွက်ကိုကိုယ်စားလှယ်လွှဲစာပေးအပ်ထားတဲ့အချိန်မှာတာယာမြင့်ဆွေကရောင်းစားခဲ့တာဖြစ်ပြီးတာယာမြင့်ဆွေဆိုသူဟာဒုတိယသမ္မတဟောင်းဦးမြင့်ဆွေရဲ့သမီးဖြစ်သူဒေါ်ခင်သက်ထားဆွေရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။အဲ့ဒီမြေကွက်ဟာနေရာပေါ်မူတည်ပြီး3,000-4,000ကနေ5,000-6,000လောက်ထိတန်ကြေးရှိပါလိမ့်မယ်လို့မန္တလေးမြို့ကန်တဦးကမိမောင်းကိုမှတ်ချက်ပေးပါတယ်။ဦးမြင့်ဆွေဟာစစ်တပ်မှာဒုတိယဗိုလ်ချုပ်ကြီးအဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်နဲ့ဒုတိယသမ္မတတာဝန်တွေကိုထမ်းဆောင်ခဲ့တယ်လို့အာဏာသိမ်းစစ်တပ်ကယာယီသမ္မတလို့အမည်ပေးပြီးအယောင်ပြသမ္မတလုပ်ခိုင်းတာကိုလည်းခံခဲ့ရသူဖြစ်ပါတယ်။ဦးမြင့်ဆွေမှာဇနီးဒေါ်ခင်သက်ထေးနဲ့သမီးဒေါ်ခင်သက်ထားဆွေသားတက်အရာရှိဟောင်းကျော်ဖုံးမြင့်တို့ရှိကြောင်းသူ့ရဲ့နာရေးကြေညာဖြတ်ပိုင်းအရသိရပါတယ်။ဒေါ်ခင်သက်ထေးရဲ့ကြေညာချက်မှာတော့ဦးမြင့်ဆွေအမည်ပေါက်ပိုင်ဆိုင်သောမြေကွက်ကိုအမွေပေးထားတာမဟုတ်ဘဲကရန်တက်တန်းတိုးဖို့အတွက်ကိုယ်စားလှယ်လွှဲစာပေးထားချိန်မှာရောင်းစားခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်